precious days as we are celebrating the 2024 preschool graduation ceremony of NESC. NESC မန္တလေးကျောင်းခွဲမှာတရားရေးတာဝန်ခံအနေနဲ့တာဝန်ထမ်းဆောင်နေတဲ့ teacher Melis Kaila teacher Mimiမြပိုင်ဖြစ်ပါတယ် so you have learned a lot not only the lesson but also you know how to behave well and have discipline. Well, let me start my thank you speech with my big smile. First, I would like to say thank you to my parents. Thank you, Dad and Mom, throughout the world to me. ကျောင်းသူကျောင်းသားလေးများ၏အကောင်းဆုံးဖွံ့ဖြိုးတိုးတက်မှုများစတင်ရှေ့ဆောင်နိုင်ရန်အခြေအနေရှိလာပါမယ်ရှင်စုံစမ်းလိုက်တဲ့အခါမှာသူတို့ရဲ့ဒီ time table လေးတွေပြီးတော့ကလေးဟိုပေါ့နော်ဒီဟို view site တာလေးတွေဗာလေးတွေပေါ့နော်အကုန်လုံးကိုအဆင်ပြေတဲ့အတွက်ကြောင့်မို့လို့ကဒီ NESC ကိုရွေးချယ်ဖြစ်တာပါရှင်။ဒီထဲတွေဆိုလဲတော်တော်လေး view site ပါတယ်ကလေးနဲ့ပတ်သက်ပြီးတော့9 နှစ်လောက်ကတည်းက join ပြီးတော့အကြီးကလေးကတက်ခဲ့တာအကြီးရောအလက်ကောင်းငယ်ရော3ယောက်နေစကားပြောတာတော့အများကြီးတက်တာပြောနိုင်တယ်အော်ဟိုစင်ဆိုလည်းကြောက်ခုံးပေါ့နော်စင်ပေါ်မှာစိတ်စင်ပေါ်မှာလည်းမိုက်ကင်ပြီးပြောရဲတယ်အဲ့လိုမျိုးလေးတွေတွေ့ရတယ်